IT man ပြောပြမယ်ပုံစံတူတူပဲကိုဘာလို့ကြိုးတစ်ချောင်းနဲ့တစ်ချောင်းဈေးနှုန်းတွေအများကြီးကွာနေရလဲဒီလားအဲ့ဒါ Thunderbolt ကြောင့်ပါ USB-C ဆိုတာကတော့ခေါင်းရဲ့ပုံစံ shape ကိုပြောတာဖြစ်ပြီး Thunderbolt ဆိုတာကတော့အဲ့ဒီခေါင်းထဲမှာပါတဲ့နည်းပညာ protocol ကိုပြောတာပါ Thunderbolt ကြိုးတွေကရိုးရိုး USB-C ထက်အဆောင်ပေါင်းများစွာပိုမြန်ပါတယ်ပစ္စည်းတစ်ခုရဲ့အရေးအသွေးနဲ့စွမ်းဆောင်ရည်ကိုတိတိကျကျခွဲခြားသိမြင်တဲ့အလေးချင်းရှိရင်ညီလေးတို့ကငွေကုန်ရကြိုးနဲ့တဲ့ရွေးချယ်မှုတွေလုပ်နိုင်လာမှာပါ Thunderbolt 4 ကြိုးတစ်ချောင်းနဲ့ laptop ကိုအားသွင်းနိုင်တယ်လို့ 4K monitor နှလုံးအထိချိန်နိုင်ပြီး data တွေကိုလည်းစက္ကန့်ပိုင်းတွင်ပို့နိုင်ပါတယ်ရိုးရိုး USB-C ကြိုးကတော့အားသွင်းဖို့နဲ့ data အနည်းငယ်ပို့ဖို့လောက်ပဲအဆင်ပြေတာပါအားသာချက်ကတော့ကြိုးတစ်ချောင်းနဲ့အကုန်လုံးနိုင်တာဖြစ်ပြီးအားနည်းချက်ကတော့ Thunderbolt ကြိုးနဲ့ပစ္စည်းတွေကဈေးနှုန်းအလွန်ကြီးတာဖြစ်ပါတယ်နေ့စဉ်9မိနစ်စာဒီလို ID အခြေခံတွေကိုလေ့လာရင်တစ်နှစ်တွင်းမှာညီလေးတို့စီမှာတကယ့် senior tech mindset ရလာမှာပါဥပမာတာမန်လူကဘာကြိုးသုံးတူတူပဲလို့ထင်နေချိန်မှာညီလေးကတော့အလုပ်အမြန်ဆုံးပြီးမဲ့နီးလန်းကိုသိနေမှာမျိုးပါနေ့စဉ်9မိနစ်စာဒီလို ID အခြေခံတွေကိုလေ့လာပြီး senior ID brother ဖြစ်ဖို့ follow လုပ်ထားပါရန်ကုန်မြို့တွင်းမှာ ID services တွေလိုအပ်ရင်ကျွန်တော်တို့ ID man ကိုဆက်သွယ်လိုက်ပါနော်